ငရဲကြမှာကြောက်သလားငရဲကြမှာကြောက်လို့ရှိရင်သင်္ကန်းဝတ်ပြီးတော့မိမနဲ့မေထုံအမှုကိုမလုပ်နဲ့မိမနဲ့မေထုံအမှုကိုလုပ်လို့ရှိရင်နိယံဗုဒ္ဓံဆိုတာငရဲရဲ့အနှစ်ပဲအံဗုဒ္ဓံဆိုတာငရဲရဲ့အနှစ်ပဲနိယံဗုဒ္ဓံက343လုံးရှိတယ်အံဗုဒ္ဓံဆိုတာက342လုံးရှိတယ်ငရဲမှာကြောက်ရမယ်အသက်ဖြစ်ပါတယ်ငရဲကိုမကြစေနဲ့သင်္ကန်းဝတ်ပြီးတော့မေထုံအမှုကိုမလုပ်နဲ့ပါရာဇိကမကြစေနဲ့ပါရာဇိကကြမယ်ဆိုလို့ရှိရင်ငရဲကြမယ်သူကအစိတ်ရှိတဲ့ကြမ်းတမ်းတဲ့အစိတ်ရှိတဲ့မဲတဲ့အစိတ်ရှိတဲ့ပါဇက်ထဲကိုအင်္ဂါဇက်ကိုထည့်လိုက်ရတာကမြတ်သေးတယ်တဲ့မိမရဲ့အင်္ဂါဇက်ထဲကိုအင်္ဂါဇက်ထည့်ခြင်းကတော့မမြတ်ဘူးမီးကြီးခဲတဲ့ကိုမွေရဲ့ပါဇက်ထဲကိုမီးတောက်ကြီးတဲ့ကိုမီးဟုံးဟုံးတောက်နေတဲ့မီးပုံကြီးတဲ့ကိုအင်္ဂါဇက်ကိုထည့်လိုက်ရတာကမြတ်သေးတယ်မိမရဲ့အင်္ဂါဇက်ထဲကိုအင်္ဂါဇက်ထည့်တာကတော့မမြတ်ဘူးသူကသေခြင်းသေမယ်မသေရင်လည်းသေလောက်တဲ့ဒုက္ခကိုရောက်ဒါပေမဲ့ငရဲကိုမကြောက်ဘူးဆိုလို့မြတ်တယ်လို့ပြောရတာငရဲကြတာကတော့ဒီမကောင်းမှုဖြစ်ပြီးရင်ဒါငရဲတကယ်ကြတော့မှာဖြစ်တဲ့အတွက်ဒီမကောင်းမှုကိုမလုပ်ရဘူး